အားလုံးပဲမင်္ဂလာပါကျွန်တော်ခု break line လေးပြပေးရှင်ပါတယ်သူက6ဆုံးခုနှစ်တိုင်းကိုပေးနေကြပေါ့ဒီ96ခုနှစ်ရဲ့3ချိန်ရဲ့ထိပ်4ချိန်ရဲ့ထိပ်5ချိန်ရဲ့ထိပ်ကဒီ6ချိန်မှာ break အနေနဲ့လာကြရင်သူကဒီဟောဒီနှလုံးပေါင်း9အော်နှလုံးပေါင်း1ဒီနှလုံးပေါင်း8ဒီနှလုံးပေါင်း9အဲ့189 break ကဒီမှာအနေနဲ့လာကြရမယ်189 break 8 break ဒီမှာကြာသွားတယ်8 break နော်8 break နောက်တစ်က86ခုနှစ်ရဲ့3ချိန်ရဲ့ထိပ်4ချိန်ရဲ့ထိပ်5ချိန်ရဲ့ထိပ်ကဟောဒီမှာ break အနေနဲ့ကြာသွားပြီခွန် break ဆိုပြီးကြာသွားပြီခွန် break အနေနဲ့ကြာသွားပြီဆိုတော့ကသူကဒီမှာနှလုံးပေါင်းဒီနှလုံးပေါင်း3ဒီနှလုံးပေါင်း3ညဒီနှလုံးပေါင်းခွန်3ညခွန် break ကဒီမှာကြာရမယ်အမ3ည break ဆိုပြီးအောင်သွားပြီနောက်တစ်ခု96ခုနှစ်3ချိန်ထိပ်ဒီ4ချိန်ရဲ့ထိပ်ဒီ5ချိန်ရဲ့ထိပ်ကဒီမှာ break အနေနဲ့လာရရင်သူကဒီမှာဒီနှလုံးပေါင်းခွန်ဒီနှလုံးပေါင်း1ဒီနှလုံးပေါင်းခွန်1ခွန် break ဒီမှာကျတော့နှစ်ခုပဲရှိ1ခွန် break ပေါ့ခွန် break ဆိုပြီးကြာသွားတယ်983 4ခွန် break ဆိုပြီးကြာသွားပြီနောက်တစ်ခုဒါ2006ခုနှစ်ပေါ့ဒီမှာလဲ3ချိန်မှာ3ချိန်ထိပ်ဒီ4ချိန်ရဲ့ထိပ်ဒီ5ချိန်ရဲ့ထိပ်ကဒီမှာ break အနေနဲ့လာပြီးသွားပြီဒီမှာသူက6ဟုတ်တယ်ဒီမှာ4 break ဆိုပြီးပြီးသွားတယ်4 break ပြီးပြီဆိုကြတဲ့ဒီမှာသူကဒီနှလုံးပေါင်း9ဒီအလယ်နှလုံးပေါင်း9နောက်တစ်ချိန်ဒီ9နဲ့ဒီ2နဲ့ပေါင်းခွန်ဒီ3နဲ့ဒီ2ကပေါင်း9ခွန်5 break ဒီမှာကြာမယ်5 break ဆိုပြီးဆင်းသွားပြီမနက်2016ခုနှစ်လဲသူဒီလိုပုံစံပဲကစားသွားတာပေါ့ဒီ3ချိန်ရဲ့ထိပ်ဒီ4ချိန်ရဲ့ထိပ်ဒီ5ချိန်ရဲ့ထိပ်ကဒီ6မဟုတ်3ချိန်4ချိန်5ချိန်ရဲ့ထိပ်ကဒီမှာဒီ5ချိန်မှာ break အနေနဲ့ကစားရင်သူလည်းခုနလိုမျိုးပဲပြန်ဖြစ်မှာပေါ့ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း6ဒီနှလုံးပေါင်း3ည963ည break ဒီမှာဆင်းမယ်9 break ဆင်းသွားပြီကဲခုလာမယ့်ကပ်ပေါ့ဒီမှာခုလာမယ့်အကန့်နော်ဒီ3ချိန်ကဒီ3ချိန်ရဲ့ထိပ်4ချိန်ရဲ့ထိပ်ဒီ5ချိန်ရဲ့ထိပ်ကဒီမှာ break အနေနဲ့လာကြမှာအော်ဒီမှာဘာမှမထည့်ရသေးဘူး914ထွက်သွားပြီဒီမှာ914ဆိုပြီး3ည break ထွက်သွားပြီ914ဆိုပြီး3ည break ထွက်သွားတယ်ဒီမှာ3ည break ဒီမှာဒီ3ည break ထွက်ပြီဆိုကြတဲ့ဒီနှလုံးပေါင်း9မဟုတ်ပါမားကုန်ဒီနှလုံးပေါင်း4ဒီနှလုံးပေါင်း3ညဒီနှလုံးပေါင်း9 3ည9 break ဒီပြင်မှာထွက်ရမယ်3ည9 break ကဒီပြင်မှာထွက်ရမယ်ဒီ9ချိန်မှာပေါ့သူအပြီးလာတာဒီနေ့ကလေးပေါ့အရန်လဲကောင်းတယ်ကဲဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်